လုံးပဲမင်္ဂလာပါကျမကိုကြက်တွန်ဖြူလေးဘယ်လိုစိုက်လဲလို့မေးထားတဲ့မိတ်ဆွေများအတွက်ဖြစ်ပါတယ်ရှင်အရင်ဦးဆုံးပေါ့နော်မျိုးချန်ထားတဲ့ကြက်တွန်ဖြူလေးတွေကိုပိုးပေါက်လေးတွေဖယ်မှာအစိတ်ကလေးတွေဖြစ်အောင်တန့်ထားပေးရမှာဖြစ်ပါတယ်ရှင်စိုက်ချိန်လေးကတော့သတင်းကျွတ်ပြီးရင်စစိုက်လို့ရပါပြီရှင်ပြီးရင်စိုက်မဲ့မြေနေရာလေးတွေကိုထွန်ထားပေးရပါမယ်မြေမမွလေးဖြစ်အောင်ပေါ့နော်နှစ်ပြန်သုံးပြန်လေးထွန်ထားပေးလိုက်ပါတယ်ပြီးရင်စူးချစ်လေးတွေနဲ့လိုင်းဖော်ထားပေးမယ်ပေါ့နော်လိုင်းဖော်ထားတဲ့ကြားထဲကိုကြက်တွန်ဖြူလေးတွေအစိတ်လေးလိုက်စိုက်မယ်ပေါ့နော်လို့တမြောင်းချင်းပေါ့နော်ညီညာလေးပေါ့စိုက်လိုက်ပါမယ်ပြီးရင်အဲလိုင်းကြားထဲကိုပေါ့နော်နောက်ချီလေးလိုက်အုပ်ပေးပါမယ်စိုက်ထားတဲ့နေ့ဆိုရေကိုအဝပေါ့နော်ဒီလိုမျိုးရွှဲနေအောင်ကြာလေးဖြန်းထားပေးရပါမယ်ဒါလေးကတော့စိုက်ထားပြီးတော့တစ်ပတ်အကြာနေထားလေးပေါ့နော်ပင်လေးထွက်လာပါပြီ၃ပတ်လောက်ဆိုလို့ရှိရင်အပင်လေးရတော်တော်လေးမြင့်နေပြီပေါ့နော်ဒီလိုလေးတွေပါဒီလိုနေထားရောက်လာပြီဆိုလို့ရှိရင်စူးချစ်နေပေါ့နော်အလဲကနေပြီးတော့မှမြေကြီးလေးကိုမှုအောင်ခွဲပေးရပါမယ်ဒါလေးကတော့တလကျော်နေထားလေးပေါ့နော်ပေါင်းလေးလည်းနည်းနည်းနှုတ်ထားပြီးမယ်ပေါ့နော်ပြီးရင်ပြာရှိရင်ကြားထဲမှာပြာလေးလည်းလိုက်ဖြူပေးရပါမယ်ပေါင်းလေးတွေကတော့အိုင်းအားသလိုပေါ့နော်အဲ့ဒါလိုက်ပြီးတော့မှကြည့်ပြီးနှုတ်ပေးရပါမယ်ခုဆိုရင်နလကျော်နေထားကိုရောက်လာပြီပေါ့နော်ဒီလိုနေထားရောက်လာရင်ရေကို2ရက်ချ3ရက်ချမှတစ်ခါပေးလိုက်ရပါတယ်4လလောက်ဆိုရင်ပေါ့နော်ရေကိုလုံးဝဖြတ်ချလိုက်ပါမယ်ရေဖြတ်ပြီး2ပတ်လောက်မှာပေါ့နော်စမ်းနှုတ်ကြည့်ပါမယ်6ပြီးဒီလိုနေထားလေးရောက်သွားပြီဆိုရင်ကြက်သွန်ဖြူကနှုတ်လို့ရပါပြီနော်ဒါလေးကတော့ကျမခြံမှာစိုက်တဲ့နီးလေးဖြစ်ပါတယ်ရှင်ဒေတာတစ်ခုနဲ့တစ်ခုကတော့စိုက်နီးလေးတွေကမတူကြဘူးပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေရှင်အခြားပိုကောင်းတဲ့နီးလေးရှိရင်လည်းမျှဝေပေးခဲ့ပါဦးနော်ဒါလေးတွေကတော့နောက်နေ့မျိုးထားဖို့အတွက်လက်ရွေးစင်လေးတွေပေါ့နော်တေချာလလပပလေးစီးထားပါမယ်